ကဘာမှာမြန်မာတနိုင်ငံတည်းသာရှိရဲ့အရာမြန်မာမိန်းကလေးတွေနေ့တိုင်းလိမ့်နေတဲ့တနခါကဘယ်ခေတ်ကတည်းကစပေါ်ခဲ့ရလဲဆိုတာသင်သိပါသလားတချို့ကပကံခေတ်လို့ထင်ကြပေမဲ့တချို့ကအင်းဝခေတ်လို့ထင်ကြပါတယ်ဒါပေမဲ့အဖြေမှန်ကသင်ထင်ထားတာထက်ပိုရှင်းချနေပါတယ်တမိုင်းသူတွေတနာပြုချက်တွေအရာပြူမြို့ဟောင်းတွေဖြစ်တဲ့ဟန်လေးနဲ့ဗီတနိုးမြို့ဟောင်းတူးဖော်မှုတွေမှာကြောက်ပြင်တွေကိုစတင်တွေ့ရှိခဲ့ရပါတယ်ဒါကြောင့်တနခါဟာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ပြူခေတ်ကတည်းကရှိခဲ့တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒါတင်မကသေးပါဘူး။အင်းဝခေတ်အစာဆိုတော့ရှင်မဟာရထတာရရဲ့ပြို့ကပြားတွေထဲမှာလည်းတနခါအကြောင်းကိုထည့်သွင်းဖွဲ့ဆိုထားတာတွေ့ရသလိုဟန်တာဝတီပြည့်ရှင်ရာဇတရရဲ့မိုမီဘုရားကြီးတစ်ပါးကရွှေမော်တော်ဖျားမှာတနခါကြောက်ပြင်းလှူဒန်းခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။ကဘာပေါ်မှာအလှကုန်တွေအများကြီးရှိပေမဲ့အပူဒဏ်ကိုကာကွယ်ပေးပြီးအသားအရည်ကိုအေးမြစေတဲ့တနက်ခါလိုတဘာဝဆေးဘက်ဝင်အလှကုန်ကတော့မြန်မာနိုင်ငံတစ်ခုထဲမှာပဲရှိရပါဒါကြောင့်တနက်ခါဆိုတာမိတ်ကပ်တစ်ခုထက်ပိုတဲ့မြမအမတ်အသားတစ်ခုပဲဖြစ်ပါတယ်ကဲနေ့တိုင်းတနက်ခါလိမ့်တဲ့သူတွေရှိလားဆိုတာကိုကောမန့်မှာပြောပြပေးသွားခဲ့ပါအောင်နော်အခုလိုဗဟုသုတရဖွယ်အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလျော်ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်